ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာလောကကြီးရဲ့အထက်မြင်မိုးတောင်ရဲ့တတိုင်းလေးခုပေါ်မှာအရက်လေးမျက်နှာကိုမြက်တောင်းမခတ်စောင့်ကြည့်နေတဲ့အင်္ဂါကြီးနတ်မင်းကြီး၄ပါးရှိပါတယ်။သူတို့ဟာရုပ်ရည်ချင်းလည်းမတူသလိုသူတို့အုပ်ချုပ်တဲ့နောက်လိုက်တွေကလည်းကမ္ဘာပေါ်မှာအကြောက်ဆုံးတ attva တွေထင်နေတာကိုသင်သိပါသလား။ဘီလူနဂါတရဲတဆေတွေအထိအားလုံးကိုအုပ်ချုပ်နေတဲ့ဒီနတ်မင်းကြီးတွေရဲ့တကယ့်အစွမ်းကပါလဲ။ဒီနေ့မှာတော့စတုမဟာရိုက်လို့ခေါ်တဲ့ကမ္ဘာအဆောင်ရှောက်နတ်မင်းကြီးများအကြောင်းကိုအသေးစိတ်ဖော်ထုတ်ပေးသွားမှာပါ။တဒါရထနတ်မင်းကြီးအရှိအယံအယွန်ဦးရောင်ကြီးဦးစွာကြာရောက်တဲ့အရှိဘက်မျက်နှာမှာတော့တဒါရထနတ်မင်းကြီးဆံမြမာတဲ့သူဟာဂန္ဓဘလို့ခေါ်တဲ့နက်ဂီတာပညာရှင်တွေကိုအုပ်ချုပ်သူပါသူကတော့လောကကြီးကိုအနုပညာနဲ့ငြိမ်းချမ်းရေးပေးစွမ်းသူဖြစ်ပါတယ်ဒါပေမဲ့အေးချမ်းတဲ့ဆိုပြီးအထိတ်မသေးပါနဲ့သူ့ရဲ့နတ်ဆောင်တန်ဟာရန်သူတွေရဲ့စိတ်ဓာတ်ကိုအလိုအရောက်ပြိုးညံ့ကွာစေနိုင်တဲ့အတန်တိတ်လက်နက်တစ်ခုဖြစ်ပါတယ်ကောင်းကင်ယံကတာယာတဲ့လီးပြင်းကြီးတွေဟာတဒါရထနတ်မင်းကြီးရဲ့မေတ္တာအရေးအယောင်တွေပဲဖြစ်ပါတယ်။နှစ်ဝရူလခနတ်မင်းကြီးတောင်ရပ်တောင်ဘက်အရပ်မှာတော့အပြာရောင်အစိမ်းရှိတဲ့ဝရူလခနတ်မင်းကြီးရှိပါတယ်။သူကတော့ကုံပန်လို့ခေါ်တဲ့အင်အားကြီးဘီလူစစ်တီတွေကိုအုပ်ချုပ်သူပါ။သူဟာမတရားမှုကိုအမုန်းဆုံးထိပြီးလောကရဲ့တရားမျှတမှုကိုစောင့်ကြည့်တဲ့နတ်စစ်ဆေးရဲ့မှုလို့တော့ခေါ်လို့ရပါတယ်။လူလောကမှာမတရားလုပ်သူတွေကိုအပြစ်ပေးဖို့သူ့ရဲ့နောက်လိုက်ကုံပန်တွေကအမြဲအသင့်ရှိနေတတ်ပါတယ်။သူ့ရဲ့ခံညားထေဝါတဲ့စစ်တူးကြီးအတွင်းကရန်သူတွေကိုအမြဲတမ်းတုံလှုပ်စေခဲ့ပါတယ်။တော့ဝီရူပခါနမင်းကြီးအနောက်အရပ်အနောက်ဘက်နေဝင်စိန်အရပ်မှာတော့ဝီရူပခါနမင်းကြီးဆံမြတ်ပါတယ်။သူကတော့နဂါးမျိုးနွယ်ပေါင်းစုံကိုအုပ်ချုပ်တဲ့အရှင်သခင်ပါ။သူ့ရဲ့ခန္ဓာကိုယ်ဟာမီးတောင်တွေလိုနေမြန်းနေပြီးအကြည့်တစ်ချက်တင်းနဲ့ရန်သူကိုပြာကျစေနိုင်တဲ့အစွမ်းရှိပါတယ်။သူဟာသမုဒ္ဒရာရေပြင်အောက်ကနဂါးနန်းတော်တွေနဲ့ကဘာမီထဲကယေရနာတိုက်တွေကိုစောင့်ကြံနေတာပါ။နဂါးတွေရဲ့တကုအာတော်ဘောဟာဝီရူပခတ်နတ်မင်းကြီးရဲ့လက်အောက်မှာပဲရှိပါတယ်။လေဝိဆာဝနနတ်မင်းကြီးမြောက်အရာအားလုံးထဲမှာအစွမ်းအထက်ဆုံးကတော့မြောက်ဘက်ကဝိဆာဝနဒုမေဟိုကုဝေရနတ်မင်းကြီးပါ။သူဟာဘီလူတရေတဆေးနဲ့နတ်ဆိုးအားလုံးကိုအုပ်ချုပ်တဲ့အရှင်သခင်ပါ။သူမှာဂဒါဝတ်လို့ခေါ်တဲ့စိန်လက်နက်ကြီးရှိပါတယ်။အဲ့ဒီလက်နက်ကိုတစ်ချက်လွှဲလိုက်ရုံနဲ့ဘီလူပေါင်းကုတဲ့တသိန်းကိုတပြိုင်တည်းပြကျသွားစေနိုင်ပါတယ်။သူဟာစီးစိမ်ဥစ္စာကိုပေးစွမ်းလိုက်တဲ့ဒနတ်နတ်မင်းကြီးထက်သလိုလူမြတ်တွေကိုဘေးရန်တရာကနေအကာအကွယ်အပေးဆုံးနတ်မင်းကြီးလည်းဖြစ်ပါတယ်။ဒီနတ်မင်းကြီး၄ပါးဟာဥပုပ်နေတိုင်းว่าလူလောကတဲ့ကိုကိုယ်တိုင်ဆင်းလာပြီးဘသူတွေကောင်းမှုလုပ်တယ်လဲဆိုတာကိုရွှေပေးလွှားပေါ်မှာမှတ်တမ်းတင်သွားတတ်ပါတယ်။တင်ရောက်ဒီနတ်မင်းကြီး၄ပါးထဲမှာဘသူရဲ့အစွမ်းကိုအံ့ဩဆုံးလဲ။နဂါးရီဘီလူတွေအကြောင်းကိုတော့အသေးစိတ်ထပ်သိချင်နေလား။ comment မှာပြောခဲ့ပါဦး။ Curious Earth ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ။